ဘုံမှုချုပ်ဇော်မင်းထွန်းလို့ပြောရင်ရန်တိုက်ပေးတဲ့မိခွန်းဆိုတော့မဖြီတော့ဘူးလို့ပြောရင်ကောင်းမယ်တဲ့ဒီလိုပါဗျပထမပိုင်းကကျွန်တော်ဟိုပါပေါ့ဒီစပြီးတော့ပြောတဲ့အထဲမှာလည်းပါတယ်လေဒီဟာတွေဖြစ်တာကလူနဲ့ institution နဲ့ကျွန်တော်တို့ခွဲဖို့လူတယ်လို့ကျွန်တော်ကတော့မြင်တယ်ပထမအချက်ကကျွန်တော်တို့ကရှင်းပြောရရင်2010နဲ့2015နဲ့2020ပေါ့ဒီကာလနှစ်ခုကိုကျွန်တော်တို့ဖက်မလိုက်ပဲနဲ့မျက်စိမိတ်ပြီးတော့ကျွန်တော်တို့ရှင်းကြည့်ဖို့လိုတယ်ဒီအတူဆုံးသောကာလ10နှစ်ပေါ့ဒီကြားထဲမှာဖြစ်တဲ့ဟာတွေက institution ကြောင့်လားလူကြောင့်လားဆိုတဲ့ဟာကျွန်တော်ဖြေစရာမလိုအားလုံးကသိဥပမာတစ်ခုပြောမယ်ဘယ်သူမှစိတ်ဆိုးမှမဟုတ်လို့ဘာလို့ဆိုအရင်တော့က2010နဲ့15တုန်းက institution အကြောင်းနားလေတဲ့လူတွေကဘာဖြစ်လဲဆိုတော့ဥပမာကျွန်တော်ပုဂ္ဂိုလ်ရေးရခင်မင်လို့လေးစားလို့မဟုတ် institution နားလေလို့ဘုချိုဟုံးငိုင်ကဗုဒ္ဓဘာသာတတ်ထွက်ဒုတိယတိုင်းမှုစစ်သားပေါင်းထောင်တောင်းကိုကြေးယူပြုပြီးဘယ်လှဲ့ပါလို့မပြောဘူးဘယ်တော့မှဘယ်လှဲ့ဒါပဲအမိတ်ပဲပေးတယ်ကဲတိုက်နောက်ဆုံးရှေ့တို့ဒါပဲပေးဒါမဲ့အဲ့ဒီထောင်နဲ့တောင်းနဲ့ရှိတဲ့သူ့လက်အောက်စစ်သားတွေကိုသူတို့ဘာလို့လဲဆိုတာဟိုတတကအစသူ့အောက်မှာရှိတဲ့ဘုံမှုကြီးအထိ G1 G2 G3 အကုန်သူတည်သူ့အောက်မှာရှိတဲ့အရက်သမားအစသူ့အမိန်ကိုတွေ့မသိမ်းနာခံတဲ့လူအကုန်လုံးကိုသူကလိုက်ထိန်းနိုင်အဲ့တော့ချင်းပြည်နယ်မှာရှိတဲ့ချင်းလူမျိုးတွေအကြောင်းကိုကောင်းကောင်းသိတယ်သူ့လက်အောက်မှာရှိတဲ့လွှတ်တော်မှ18ယောက်ပေါ့သူပါဝင်18ယောက်ပေါ့သူပါဝင်18ယောက်ပေါ့သူတည်တယ်ဘာလို့ဆိုဒီ institution ကတေးသေးလေးကိုအဲ့တော့ကျွန်တော်တို့မတူပီမြုပ်နဲ့မရာဒေတာ ENDP အမတ်ပေါ့ကျွန်တော်အကူကြီးပေါ့သူဦးတီးတော့ဟိုပါတီကနေရွေးချယ်တဲ့လူပေါ့သူ့ကိုလည်းဘယ်လိုကင်တွယ်ရမယ်ဆိုတာသူသိဆူရင်လဲဆူတယ်ချော့ရင်လဲချော့တယ်မဟုတ်ဘူးလားခိုင်းဆရာရှိရင်လဲခိုင်းတယ်သူကတိတာအဲ့တော့ဘာမှသူ့လက်ထက်မှာဘာပြဿနာမရှိဘူးဒါပေမဲ့ institution ကိုနားမလည်တဲ့လူတွေကဘုချိုဟုံးငိုင်ကိုသူတို့ဘာနဲ့အကဲဖြစ်လဲဆိုဒီလူကဘာလဲဗုဒ္ဓဘာသာဝင်ဖြစ်တယ်သူကတောင်ပိုင်းသားဖြစ်တယ်ဘာဖြစ်တယ်ချက်စပဲကစားတယ်ဒီလူကမနေ့4နာရီထပြီစစ်သားဆိုတော့အကျင့်ပါတယ်လေမနေ့9နာရီ10နာရီကျရင်သူရုံခန်းရောက်ပြီဟိုလူတွေကဟောက်လို့ကောင်းနေတော့သူတို့က9နာရီမှာအေးရင်ဘွားတဘွားနဲ့ရုံးကိုရောက်လာတယ်10နာရီကျရင်ကော်ဖီတောက်လို့ကောင်းနေသူကအဲ့မှာသူ့စပွဲပေါ်ကအလုပ်တွေအကုန်လုံးပြီးနေပြီည2နာရီဆိုသူကအလုပ်ပြီးသွားပြီပြီးရင်ဟိုမှာည4နာရီလောက်ဆက်အလုပ်ကပြီးသွားတော့သူ golf သွားရိုက်တယ်အဲ့ဒါကိုပဲသူတို့ကမြင်တယ်သူ့ရဲ့ institution နဲ့သူ့ရဲ့အလုပ်ကိုဘယ်လိုလုပ်လဲဆိုတာသူမသိဘူးဒါမဲ့ဒီဖက်ပိုင်းမှာကျတော့ကျွန်တော်ကသူတို့ကိုကောင်းကောင်းမသိဘူးဒါမဲ့ institution ကိုမနိုင်တဲ့အခါကျတော့ဘာဖြစ်လဲဆိုပုဂ္ဂိုလ်ရေးသွားတယ်ပုဂ္ဂိုလ်ရေးသွားတော့မဖြစ်တဲ့ဟာပဲဖြစ်တယ်ကျွန်တော်နေပြည်တော်မှာရှိတဲ့ပြည်ထောင်စုဝန်ကြီးတွေစီကိုစာရေးဘူးတယ်ဟိုကျွန်တော်ကိုရေးကိုတာကိစ္စမဟုတ်ကျွန်တော်ခီးသွားတယ်ချင်းပြည်နယ်ဟိုနှံ့ဒီနှံ့သွားတယ်ကျွန်တော်ခုနဆရာပူဆွန်ပြောသလိုပေါ့အထင်ကြီးကြတယ်တမရအကြံပေးတို့ဟိုလူအကြံပေးဒီလူအကြံပေးဆိုတော့ကျွန်တော်တို့ရွာမှာဘာဖြစ်တယ်ညာဖြစ်တယ်ဟာကျွန်တော်ကလည်းဗျာကျွန်တော်ဘာမှတော့မဟုတ်ပါဘူးကဲဘာဖြစ်လဲညာဖြစ်လဲကျွန်တော်ပြောပါဦးစာလေးခင်ဗျားတို့ဘယ်တော့မှပြောလဲဘာပြောတဲ့ကျွန်တော်စာရွက်လေးယူပေးလိုက်ပြီးသက်ဆိုင်ဝန်ကြီးဌာနကိုကျွန်တော်ရေးပြီးမယ်ဒီဝန်ကြီးနဲ့ခင်တဲ့စာရေးပေးလိုက်အဲ့လူတွေရဲ့မေတ္တာရက်ခံချက်ရဒီကိစ္စကိုဝန်ကြီးတို့လုပ်ပေးလို့ရမလားတစ်ဖက်မကြဘူးညွှန်မှုပြပြအဲ့ဒီဒေါက်တာအန်ဒူ
ခမဝန်ကြီးစီရေးတဲ့စာကိုကျွန်တော်တို့လက်ခံရရှိပါတယ်ဝန်ကြီးများသစ္ဆိုင်ရာများကိုလိုအပ်တယ်လို့လိုက်ညွှန်ချက်ပေးပြီးဘာလို့ဖို့ညာလို့ဖို့ပေးလိုက်ပါသည်ဟုတ်ဗလားချက်ချင်းပြန်ကျွန်တော်ဒီဖက်ပိုင်းမှာစာရေးတာ9ခေါက်လောက်ရှိပြီတကားမှပြန်စာမလားဘာလို့လဲအဲ့ဒီမှာလုံနေတဲ့လူတွေဘယ်တော့ကျွန်တော်ပို့ရင်ချောစာနဲ့ပို့တယ်ဘယ်နေ့မှာသူတို့စီချောစာရောက်တယ်ဘယ်သူကလက်မှတ်ထိုးပြီးတော့အဲ့ဒီစာကိုရလဲဆိုတာသိတယ်အဲ့ဒါလူကြောင့်လား institution ကြောင့်လားအဲ့ဒီဟာတွေကြောင့်ကျွန်တော်တို့အနေနဲ့အလေပိုင်းကလူရဲ့မြောက်ပိုင်းကလူရဲ့တောင်ပိုင်းကလူရဲ့ဘယ်လူရဲ့ညာလူရဲ့ဆိုတဲ့ဟာတဲ့ institution အားနည်းချက်လို့ကျွန်တော်ကထင်တယ်ဒီဖက်ကလူတွေကိုကျွန်တော်ကကာကွယ်ပြီးတော့ပြောနေတာမဟုတ်ဘူးရှင်းပြောရရင်လူတယောက်ကဒီသူ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူက institutionalize ဖြစ်တဲ့လူလားမဖြစ်တဲ့လူလားဆိုတဲ့ဟာကျွန်တော်တို့ဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းဒီချင်းပြည်နယ်မှာအကြီးအကဲလှုပ်လာတဲ့လူတိုင်းကိုကြည့်ပါခင်ဗျားတို့မြောက်ပိုင်းကလူကြီးတွေလည်းအများကြီးရှိပါတယ်ဒုတိယဗိုလ်မှူးကြီးတွေနောက်ပြီးတော့တောင်ပိုင်းကလူလည်းရှိပါတယ်အလယ်ပိုင်းကလူလည်းရှိပါတယ်ဘယ်သူတွေကအလုပ်ကိုဘာလုပ်ခဲ့လဲဆိုတာဘယ်သူလက်ထက်မှာဘာဖြစ်လဲဆိုတာအဲ့ဒါinstitutionalize ဖြစ်တဲ့လူတွေနဲ့ပဲဆိုင်ပါတယ်ပထမပိုင်းမှာဘာလဲပူဆွတ်မေးတဲ့မေးခွန်းထဲမှာတော်တော်အရေးကြီးတဲ့ဟာလေးတစ်ခုပါပါတယ် emotion ထိန်းနိုင်တဲ့လူနဲ့ထိန်းနိုင်တဲ့လူအရေးကြီးတယ်ဆိုတာဟုတ်တယ် emotion ထိန်းယုံတယ်မဟုတ်ပါဘူး principle ရှိဖို့လိုprinciple ရှိတဲ့လူတွေနဲ့ principle မရှိတဲ့လူတွေဆိုတာခေါင်းဆောင်ပိုင်းကိုရောက်တိုင်း principle ရှိတယ်လို့မဟုတ်ပါဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီအရင်တုန်းကခဆာရခေတုန်းကတော့တိုင်းသားတွေစီလုံးညီညွတ်ကြတယ်ဆိုတဲ့ဟာလည်းခုနပထမပိုင်းမှာကျွန်တော်ပြောတဲ့ဟာတွေကျွန်တော်တို့ချင်းလူမျိုးတွေကအကြောင်းမျိုးကြောင့်နိုင်ငံခြားတိုင်းပြည်တွေရောက်လာတဲ့ခါကျမှမျက်စိတွေပွင့်လာတယ်ဟုတ်တယ်မျက်စိပွင့်တာဟုတ်ပါတယ်အခုက sorry excuse me မျက်စိပွင့်တာတခုပဲနဲ့မျက်စိကမျက်လုံးပြူးလာပြီးတော့အရင်တုန်းကဘာလဲဘာလဲအရင်တုန်းကကိုယ့်ဟာကိုချင်းလူမျိုးလို့ခံယူထားကြတဲ့လူတွေကအခုက53မကတော့ဘူး65မျိုးလောက်ဖြစ်သွားတယ်ဥမာဆိုပါစို့ကျွန်တော်တို့အရင်တုန်းကမရာလို့ခံယူထားတဲ့လူတွေကအခုကရွာအလိုက်ကွဲကြတယ်ရွာထဲမှာတော့မှအရှိရွာနဲ့အနောက်ရွာအုပ်စုကွဲကြတယ်အနောက်ရွာအထဲမှာတော့မှတောင်ဘက်ကရက်ကွက်နဲ့မြောက်ဘက်ကရက်ကွက်နဲ့ကွဲကြတယ်အဲ့ဒါမျိုးတွေကမျက်စိပွင့်တာမဟုတ်ဘူးနဲ့မျက်လုံးပြူးကုန်ကြတာအဲ့ဒါတွေလည်းကောင်းတဲ့ဘက်ကနေစဉ်းစားမလားဆိုးတဲ့ဘက်ကနေစဉ်းစားမလားကျွန်တော်လည်းအဲ့လောက်ထိတော့ sociology တမမဟုတ်တော့ကျွန်တော်လည်းမသိပါဘူးအဲ့တော့အဲ့ဒါကြောင့်ကျွန်တော်ပထမပိုင်းမှာပြောသလိုကျွန်တော်တို့အားလုံးကဒီ tyrannical ပေါ့ majority နဲ့ tyrannical rule ကိုမဖြစ်ဖို့ဒီရွေးကောက်ပွဲကတော်တော်အရေးကြီးတယ်လို့ထင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဘ ഹു ကိုမိခိုလွတ်တဲ့အတွက်ကိုလှုပ်ချင်ရမလှုပ်နိုင်တဲ့အနေအထားမျိုးမှာဘ ഹു ကခိုင်းတဲ့ဟာအတိုင်းကျွန်တော်တို့ကလိုက်ပြီးတော့ကနေရတဲ့အနေအထားမျိုးလည်းဖြစ်တတ်ပါတယ်အဲ့ဒီဟာတွေရဲ့ impact တွေလည်းအနေနဲ့များတော့ရှိပါတယ်ဟုတ်ကဲ့ကျေးဇူးအပြည့်ထည့်ပါတယ်ဟုတ်ကဲ့ညမှုကျေးဇူးပါခုထကကျွန်တော်ကြားလားမသိဘူးကြားတယ်ကြားပါလေဆရာကြားတယ်โอเคခုထကကျွန်တော်မြန်မာပြည်ပြန်လာကြတဲ့ကကျွန်တော်အကူကြီးပါကျွန်တော်ဆရပြန်ပြီးတော့တင်ပေးတဲ့လူပေါ့ဟုတ်ကဲ့ပါဆရာသူကကျွန်တော်ကြည်ယူစင်ကြီးလည်းပြောရမယ်ကျွန်တော်တွင်တင်ပေးတဲ့လူပါနောက်ပြီးတော့ကျွန်တော်မဆုံးမရဲတဲ့အခါပေါ့အားလာလို့မဆုံးမရဲတဲ့အခါကျရင်ကျွန်တော်ကြောက်တဲ့လူတယောက်ရှိပါတယ်အမျိုးသမီးတယောက်ပေါ့အမကြီးတယောက်သူ့စီမှာတွားပြီးတော့တိုင်ပြီးတော့ကျွန်တော်ကိုဆူခိုင်းပါတယ်
အဲ့ဒီအတွက်ကျွန်တော်ကသူ့ကိုအမြဲတမ်းကြောက်ရပါတယ်သူရှိမှမကောင်းတဲ့ဟာတွေဥမာအရင်တော့ကကျွန်တော်ကတောက်တာစားတာနည်းနည်းများတာ哦အဲ့တော့အဲ့ဒါမျိုးတွေကအစသူ့ကိုကြောက်ရပါတယ်တွေ့ဝိုင်းနည်းနဲ့ကြောက်တာပေါ့အဲ့ဒါကြည့်ဦးတင်ပါတယ်နောက်ပြီးတော့ဒေါက်တာဆာဆာတို့လျန်စာကောင်းလို့ဆိုတာသူတို့ကျွန်တော်သူတို့ခြေဖြားမမိပါဘူးသူတို့ကဆရာကြီးတွေပေါ့ဂုရုကြီးတွေပေါ့နော်အဲ့တော့သူတို့ ਨੇ ကျွန်တော် ਨੇ ဟိုမိုးနဲ့မြေကွာပါတယ်ကျွန်တော်ကဘာမှမဟုတ်ပါဘူးဒီ2010ခြေဦးကိုဘာကြောင့်မပြင်နိုင်လဲဆိုတာကျွန်တော်မြင်တဲ့ဟာပေါ့ကျွန်တော်ရဲ့ပုံကူရေးအမြင်ကရိုးရှင်းရှင်းလေးပါကျွန်တော်စာအုပ်အဲ့ဒီဟာကိုသူတည်နာပြုထားတာရှိပါတယ်မြန်မာလူတော့ပြီးသွားပါပြီအင်္ဂလိပ်လိုဘာသာပြန်တဲ့ဟာဘာသာပြန်ထားတဲ့ဟာဒီနောက်လာမယ့်အပတ်လောက်ကြာရင်ပြီးမှာပါပြီးရင်တော့ကျွန်တော်စာအုပ်နဲ့ထုတ်ပါမယ်မြန်မာလူရောအင်္ဂလိပ်လိုရောပေါင်းပြီးတော့အဲ့မှာသုံးသပ်ချက်တွေနောက်တစ်ခါဒီ2008ကတော့ပြင်ကိုပြင်ရမှာဆိုတဲ့ဟာကျွန်တော်အနေနဲ့လည်းယုံကြည်တယ်ဒီပထမအချိန်ပြင်ဆင်ဖို့ကြိုးစားတဲ့အချိန်မှာအားနည်းချက်တွေလည်းအဲ့မှာရေးထားပါတယ်အဲ့ဒါonline ကနေလည်းရနိုင်ဖို့အတွက်ကျွန်တော်တို့လုပ်ပေးပါမယ်အဲ့ထဲမှာလည်းရေးထားပါတယ်နံပါတ်1အချက်ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိုသမရဦးသိန်းစိန်ဥဆောင်တဲ့ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာပဲဖြစ်ဖြစ်ဒေါ်အောင်ဆန်းစုကြည်ဥဆောင်တဲ့NLD အစိုးရပဲဖြစ်ဖြစ်တိုင်းရင်းသားပါတီတွေပဲဖြစ်ဖြစ်တပ်မတော်ပဲဖြစ်ဖြစ်ဒီအစုဖွဲ့နောက်ပြီးတော့ EAO ပဲဖြစ်ဖြစ်အစုဖွဲ့အားလုံးကဒီ2008ကိုပြင်မှာဖြစ်မယ်ဆိုတဲ့ဟာကိုအားလုံးကသဘောတူတယ်အားလုံးကသဘောတူတယ်ကျွန်တော်လည်းသဘောတူတယ်ဒါပေမဲ့ဘာပြဿနာဖြစ်လဲဆိုတော့နိုင်ငံကြီး2008ပြင်ဆင်ခြင်းကိုနိုင်ငံကြီးအရာအမျက်ထုတ်ဖို့အကုန်လုံးကစဉ်းစားကြတယ်အဲ့မှာပြဿနာတက်တယ်ပြည်ခိုင်ဖြိုးကလည်းပြည်ခိုင်ဖြိုးပါတီကလည်းသူအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေအမှတ်45ထင်တယ်ပြည်ထောင်စုတော်တော်ဥပဒေအမှတ်45လား54လားအဲ့ဒီမှာဇယားနှစ်ကိုသူတို့ပြင်တယ်အဲ့ဒီဟာကိုလည်းသူတို့ရဲ့နိုင်ငံရေးအရာဟိုပါပေါ့အမှတ်ယူတဲ့ဟာနဲ့ဘာလို့ဆိုအဲ့တုန်းကမပါဘူးလေလွှတ်တော်ထဲမဝင်သေးဘူးဝင်တော့ဝင်ပြီNLD ကဒါပေမဲ့သူတို့ကအမှတ်က40တောင်မပြည့်တပြည့်ပဲရှိတယ်အဲ့ဒါကိုနိုင်ငံရေးအရာသူတို့ကအမျက်ထုတ်သွားတယ်ကျွန်တော်တို့လက်ထက်မှာခြေဦးကပြင်လို့ရတယ်ပြင်နေဆိုရဲယူတယ် NLD ကလည်းဒီအခြေခံဥပဒေပြင်ဆင်ရေးဟာသူတို့ပဲလုပ်နိုင်တယ်သူတို့ပဲလုပ်တယ်ငါတို့လက်ထက်မှာပြင်လို့ရတယ်ဟိတ်ပြင်တယ်ဟိတ်ဆိုတဲ့ဟာနိုင်ငံရေးအရာအမျက်ထုတ်ချင်တယ်တမတော်ကလည်းအဲ့ဒီစိတ်သက်ရှိတယ်ငါတို့မပူးပေါင်းလို့ရှိရင်မင်းတို့ဘလောက်ပဲစူးစမ်းမင်းတို့ပြင်လို့မရဘူးကွာငါတို့အစိတ်သားနေရငါတို့လက်ထက်မှာရှိတယ်ဥမာဆိုပါစို့436ကကြီးနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးဟာငါတို့မပါလို့ရှိရင်မင်းတို့ပြင်လို့မရဘူးဆိုတော့နိုင်ငံကြီးအရာသူတို့မှာဟိုရှိတယ်သူတို့လက်ထက်မှာရှိတယ်တိုင်းရင်းသားပါတီတွေကလည်းဟေးငါတို့မပူးပေါင်းလို့ရှိရင်436ခခွဲဟာခင်ဗျားတို့ဘယ်တော့မှခွန်15အများစုကိုရဖို့ကအများစုခွန်15မဟုတ်ဘူးအများစုရဖို့ကမလွယ်ဘူးနော်ဆိုတဲ့ဟာသူတို့မှရှိအဲ့တော့ဒီဟာတွေအစုအဖွဲ့အတီးတီးကသူတို့မှနိုင်ငံရေးအဂျင်ဒါတွေရှိကြတယ်အဲ့ဒီဟာအမှားကနံပါတ်1အဲ့ဒီအမှားတွေကိုစီရှိကြတဲ့အတွက်ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကမအောင်မြင်တာအဲ့တော့ဒီ45ဦးကော်မတီထဲကပါဝင်တဲ့လူကြီးတွေနော်ဒီတကယ်ဒီ2008ဖွဲ့စည်းပုံပြင်ဆင်ရေးဒုတိယအကြိမ်ပြင်ဆင်ရေး45ဦးကော်မတီထဲကကိုယ်စားလှယ်တွေနဲ့ကျွန်တော်စကားပြောတယ်တချို့ကသူတို့ထဲမှာစီမင်းစည်းကမ်းတွေအများကြီးရှိတယ်ကွာအပြင်လူနဲ့စကားပြောရတော့ဘာလို့ညာလို့ရှိတယ်အဲ့ထဲကတမတော်ဖက်ကလူကြီးတွေရောဒီ NLD ထဲကတချို့လူတွေရောတခြားပါတီတွေကတိုင်းသားပါတီရဲ့လူတွေရောခိုးပြီးတော့ကျွန်တော်တွေ့တယ်ဘာလို့ဆိုကျွန်တော်လည်းစိတ်ဝင်စားလို့အဲ့ဒီမှာတချို့ဟာတွေက
သူတို့အချင်းချင်းတော့မှဟိုမညှိဘူးမညှိပြီးတော့နောက်ဆုံးကျမှ ဒီဟာဒါဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ဟာပြောလာတယ်နောက်ပြီးတော့တတိယသူတို့မပူးပေါင်းဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကသူတေသနာပြုတဲ့လူတယောက်အနေနဲ့ SNLD ကသူပြင်ချင်တဲ့ပုံမှန်တွေအကုန်လုံးဆွဲထုတ်တယ်ရခိုင်ပါတီကပြင်ချင်တဲ့ပုံမှန်တွေအကုန်ဆွဲထုတ်တယ်ဒီဘက်ကဟိုအဲ့ဒီထဲမှာပါတဲ့ပါတီတွေအားလုံးပြင်ချင်တဲ့ပုံမှန်တွေကိုဆွဲထုတ်ပြီးတော့အကုန်လုံးကိုကျွန်တော်တို့ database တစ်ခုစောက်တယ်စောက်တဲ့အခါကျတော့ပုံမှန်1ကနေဒီပုံမှန်ဟိုပါပေါ့400ကျော်အထိပေါ့နော်အပေါင်းဒီဇရာ1နှစ်35အကုန်လုံးကိုဆွဲထုတ်ပြီးတော့လုပ်တဲ့အခါကျတော့အဲ့မှာ pattern တစ်ခုသွားတွေ့တယ်1နဲ့3 4 5ဒီဖက်မှာဘသူကထောက်ခံတယ်ကန့်ကွက်တယ်ဆိုတဲ့ဟာဒီဖက်မှာဟိုရှမ်းပါတီကလို့ဟိုဟာပေါ့ထောက်ခံတဲ့မှန်သမျှကိုဒီဖက်ကရခိုင်ကထောက်ခံဟိုဟာကျန်တဲ့ပါတီအထောက်ခံနောက်တစ်ခါကျတော့ပုံမှန်30ရောက်ရောကျန်တဲ့လူတွေကအရင်ကတောက်လျှောက်ထောက်ခံလာတဲ့လူကမထောက်ခံပြန်တော့ဘူးပုံမှန်20ရောက်ရောပြန်ထောက်ခံရောအဲ့ဒါနဲ့ဘာကြောင့်လဲဆိုတဲ့ဟာကိုသူတည်တနာလုပ်တဲ့လူအနေနဲ့စဉ်းစားတယ်ဖြစ်နိုင်ချေရှိတဲ့ဟာကိုပြန်တွက်တာပေါ့ဘာလို့ဆိုကျွန်တော်တို့အထဲမှာမထိုင်တော့ဒါဆိုရင်ပထမပုံမှန်1ကနေ30အထိမှာဒီလူတွေထိုင်ခုံဘယ်ပုံနဲ့လှုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့က question mark လုပ်တယ်အဲ့ဒီလှုပ်တဲ့အချိန်မှာရှမ်းနဲ့ဟိုရခိုင်နဲ့ကရင်ဟိုလွှတ်တော်ကိုယ်စားလှယ်တွေအတူတူထိုင်သလားထိုင်တော့အေးဒါတော့မကောင်းဘူးထင်တယ်ကွဒါတော့ကောင်းတယ်ထင်တယ်ကွဒါတော့မကောင်းဘူးထင်တယ်ကွမကြည့်ဘူးခြေဦးကိုတေချာမကြည့်ဘူးဟဲ့လူငယ်ချင်းတရားတော့ငါတို့ထောက်ခံလိုက်ရအောင်ဒါတော့ပေဖြစ်ရအောင်ဒါတော့မပေရအောင်နောက်ထိုင်ခုံပြောင်းလိုက်တော့ဟေးငယ်ချင်းဒါတော့ကောင်းတယ်ကွအဲ့တော့ပထမဟိုပြောတဲ့ဟာနောက်တစ်ခါကျတော့အကုန်လုံးကမယုတ်ဒုက္ခတွေဖြစ်ကုန်ပြီကဲငါတို့ရဲ့သုံးသက်ချက်မှန်လားဆိုတော့45ဦးကော်မတီထဲကလူတွေကိုမေးကြည့်တာခင်ဗျားတို့ sitting plan ကိုပုံမှန်အသေးချထားလားအဲ့လိုပဲရိုးရောင်ပြီးတော့ထိုင်လားဆိုပုံမှန်အသေးမချဘူးတဲ့ငါတို့တက်ကလူတွေကတော့ဟိုငါတို့နေရဘယ်တော့မှမရွှေ့ဘူးတဲ့ငါတို့တွားရင်လည်းတခါတည်းတန်းစီပြီးတော့ထိုင်နေပေါ့ဒီဘက်မှာဘူချုပ်ကအမြဲတမ်းခေါင်းဆောင်တာဟုတ်အဲ့တော့သူ့ရဲ့ဟို seniority နဲ့ညွန်မှုလဲဟိုတက်ကလာတဲ့လူပဲဟို seniority နဲ့သူကထိပ်စီးကနေထိုင်ပြီးတော့အကုန်ထိုင်ကြတာဟုတ်ကျန်တဲ့လူတွေတော့ဟိုအတူတူလာအတူတူထိုင်ကြစလိတ်တောက်တဲ့လူကတအုပ်စုကွန်ရစားတဲ့လူကတအုပ်စုခိုင်နီမှုံတဲ့လူကတအုပ်စုအဲ့လိုပဲထိုင်ကြတာဗောတဲ့အေးဟုတ်ပြီဒါဆိုရင်ကျွန်တော်ရဲ့သူ့နေနာမမားတော့ဘူးမဟုတ်ဘူးလားကဲလှုပ်လိုက်ရောပါတီတစ်ခုကအချက်ပေါင်းဘယ်လောက်လဲကျွန်တော်တေချာမမှတ်မိတော့ဘူးအချက်ပေါင်း600 900လောက်ပေဖြစ်ချင်တစ်ခုက900လောက်ပေဖြစ်ချင်ဒါပေမဲ့ပါတီတစ်ခုက3ခုပဲပေဖြစ်ချင်အဲ့ဒီခါကျတော့စဉ်းစားတာပေါ့ဟာဒီလူကအိမ်ငိုက်နေလားဟိုကပါတီက600လောက်ပေဖြစ်ချင်တဲ့အချိန်မှာဒီကပါတီတစ်ခုက3ခုပဲပေဖြစ်ချင်တယ်ဆိုတော့ဟာဒါတော့မဟုတ်တော့ဘူးအဲ့ဒီခါကျတော့သူတို့ကြားထဲမှာတေးသေးချာချာညှိနှိုင်းရဲ့လားဆိုတဲ့ဟာရှိလားအဲ့ဒါ3ချက်နံပါတ်4ချက်ကဟုတ်ပြီခုနပထမဟိုဟာပူဆွန့်ကိုကျွန်တော်ပြောလို့ပေါ့သူတို့ပြင်ချင်တဲ့ဟာကသူ့ရဲ့သမိုင်းကြောင်းတော့ပြင်လို့မရဘူးသူ့ရဲ့ philosophy ကိုပြင်ချင်တာလားဥပမာ6စလုံးပေါ့နော်တမရောကန္နကိုသူတို့ပြင်ချင်တာတမရောကန္နပြင်ချင်ရင်ဟိုဘက်မှာတမရောကန္နနဲ့ဆိုင်တဲ့ဟာပုံမှန်တွေအများကြီးရှိတယ်ဒီဘက်ကသူ့ philosophy ကအခြေခံမူများတဲ့မှာတစ်ခုပဲပါတယ်နောက်တစ်ခု6မှာတစ်ခုနောက်ပြီးတော့20စလုံးမှာတစ်ခုနောက်ပြီးတော့ဟိုဘက်မှာသူ့ရဲ့ substance မဟုတ်ရင် structure ထဲမှာပါတဲ့ဟာတွေအဲ့တော့ဒီဘက်ကဟာကိုဆွဲစီးလိုက်တာနဲ့ဟိုဘက်ကဟာတလှုပ်လှုပ်ဖြစ်သွားတာအဲ့တော့ဒီဘက်ကဟာ referendum လို့တယ်တစ်ကနေ48အထိကဟိုဘက်ကဟာ majority နဲ့ပြင်လို့ရတဲ့ဟာတွေရှိတယ်ဒါဆိုရင်ဒီဟာကိုကျွန်တော်တို့ဘယ်ကဟာကိုအရင်ကင်မယ်လဲဟိုဘက်ကဟာကိုအရင်ကင်ကောင်းမလားဒီဘက်ကကိုကင်ရင်ကောင်းမလားဒီကိစ္စကိုသူ့ရဲ့ principle နဲ့ဒီ structure ကိုမဆွေးနွေးဘဲနဲ့ဒီပုံမှန်မကောင်းဘူးဟိုပုံမှန်ကောင်းတယ်ဒီဟာတော့မကောင်းဘူးဟိုဟာကောင်းတယ်ဆိုတဲ့ဟာလောက်နဲ့တွားနေရင်တော့
ဘယ်တော့မှဒီအခြေခံဥပဒေကပြင်လို့ရမှာမဟုတ်အဲ့ဒီဟာတွေကြောင့်2008ပြင်ဆင်ရေးကအချိန်ကုန်လူပန်းဖြစ်ပြီးတော့မအောင်မြင်တာနောက်ဆုံးတစ်ချက်ဆရာပြောတယ်အခြေခံဥပဒေပညာရပ်ဆိုတာဘိန်းလိုပဲဘိန်းမစားဘူးတဲ့လူကိုတွားကြွေးကြည့်ဒီလောက်တွားပေးကြည့်အန်သွားမယ်ခါလွန်းလို့ဒါမဲ့စားရင်နဲ့ဆွဲသွားရင်မစားရရင်မနေနိုင်ဘူးခိုးရင်လည်းခိုးမယ်ဟိုလူရိုက်ရင်လည်းရိုက်မယ်ထိုးရင်လည်းထိုးမယ်အခြေခံဥပဒေပညာရပ်ဆိုတာတကယ်နားလေတဲ့အခါကျမှဒီဟာကိုမဖတ်ရရင်မနေနိုင်ဘူးဖတ်လက်စနဲ့ဖတ်လက်စနဲ့ဖတ်စဉ်းစားရင်နဲ့စဉ်းစားဒီဟာနဲ့ပဲယူကုန်တာဒါမဲ့အခြေခံဥပဒေပညာရပ်ကိုနားမလေတဲ့လူမသိတဲ့လူမတတ်တဲ့လူမကျွမ်းတဲ့လူကခြေဥကိုဖတ်ပြီးတော့ဟာဒီပုံမှန်တော့မဆိုးဘူးကွာကောင်းတယ်ကွာဒီပုံမှန်တော့မကောင်းဘူးဆိုပြီးတော့လုံနေတဲ့လူတွေကခြေဥကိုပြင်မယ်ဆိုရင်တော့ I'm sorry ဒါတော့မဟုတ်တော့အဲ့ဒါကြောင့်ကိုရဲထွက်ခမပြောနေတဲ့လူဟိုဝန်ကြီးဦးရဲထွက်ရေးတဲ့ဒီ loss opportunity ထဲမှာခမတော့ဖတ်ကြည့်ဒီ2008ခြေဥကိုနောက်ဆုံးအပိသက်ရေးသွားတဲ့လူတွေထဲမှာဥပဒေပညာရှင်ကြီး3ယောက်လား4ယောက်လားပါတယ်သူပြောတဲ့ဟာမှန်တယ်ကျွန်တော်ကမပြောရဲလို့ပြောရင်ကျွန်တော်အဖိုးကြီးတွေကိုစော်ကားကြမှာပြောလို့ तू ကတော့ဥပဒေဓမ္မမဟုတ်တော့ပြောတယ်ဒီဥပဒေပညာရှင်ဆိုတဲ့လူတွေကဇာဇဝတ်မှုဆိုင်ရာမှုခင်းဥပဒေပညာရကျွမ်းကျင်တဲ့လူတွေခြေဥနားမလဲတဲ့လူကျွန်တော်မှုခင်းကိစ္စတခုမှနားမလဲဘူးအခုတိလူတက်မှုပုံမှန်ကိုကျွန်တော်မသိဘူးဒါမဲ့ကျွန်တော်သိတာခြေဥပဲသိတယ်ဖက်ဒရယ်ကိစ္စပဲသိတယ်နိုင်ငံတကာဥပဒေပဲသိတယ်ကျန်တဲ့ဟာဘာမှမသိဘူးအဲ့တော့ဒီဟာတွေကြောင့်ကျွန်တော်တို့တိုင်းပြည်မှာခြေဥပြင်ဆင်ဖို့ဆိုတာတော်တော်ခက်ခဲတယ်ညမှုမေးတာတော်တော်ကောင်းတဲ့မေးခွန်းပါနေ့6တိကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့အခြေခံဥပဒေပြင်ဆင်ရေးအခြေခံဥပဒေရှုထောင့်ကနေစဉ်းစားဖို့တခုလိုပဲနံပါတ်1ကဒီခုနပထမပိုင်းမှာပူဆွန်ပြောသွားရလို့ပေါ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေက hybrid ဖြစ်တယ်ပြည်နယ်အဆင့်မှာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကပါလီမန်စနစ်ကိုအခြေခံထားတယ်ပြည်ထောင်စုစနစ်မှာကြတော့သူက presidential system ကိုသူကအခြေခံထားတယ်အဲ့တော့ပါလီမန်စနစ်ကိုအခြေခံတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဝန်ကြီးချုပ်ကိုလွှတ်တော်ထဲကရွေးရတယ်လွှတ်တော်အမတ်တွေကအများစုကရွေးရတယ်ပြည်သူကတိုက်ရိုက်ရွေးတာမျိုးမဟုတ်ဘူးအများစုကအဲ့ဒါကြောင့်သူတို့ခြေဥရေးတုံးကလူတွေကမှားသွားပြီးတော့ပါလီမန်စနစ်နဲ့ဒီ presidential စနစ်နဲ့ hybrid လုပ်မဲ့ဟာကိုမှားပြီးတော့ဒီသမရခန့်တဲ့ဟာကိုဘိုးနဲ့ဒီပြည်နယ်ကြားမှာခါကြောပြက်ပြီးတော့တခါတည်းလွှတ်ပေးလိုက်လို့ရှိရင်မကောင်းဘူးဆိုပြီးတော့ဒီမှာဥအေးမောင်ပေါ့အဲ့ဒီတော့ကရှင်းနေချုပ်ကြီးသူရေးတဲ့စာအုပ်ကိုဖတ်လိုက်တော့သူတို့ကတခါတည်းလွှတ်ပေးလိုက်လို့ရှိရင်တော့ကြာဗျံပတာဖြစ်ကုန်မယ်ဆိုတော့စိုးရိမ်မှုနဲ့သူတို့ကလှုပ်တာသူတို့ကစနစ်ကိုအခြေမခံမင်းနဲ့စိုးရိမ်စိတ်နဲ့လှုပ်သွားတဲ့အတွက်အခုလက်ရှိ26တက်ကဒီပုံစံတိုင်းဖြစ်လာတာဆိုတော့ဒီဟာကိုပြုပြင်ဖို့အတွက်ဗျံပတာတော့ဖြစ်တော့ပါဘူး9နှစ်လှုပ်တယ်အခု10နှစ်ရောက်သွားပြီအဲ့တော့ဒီဟာပြုပြင်သင့်တယ်ဆိုတဲ့ဟာကိုလှုပ်တယ်လှုပ်သင့်ပါတယ်ဒုတိယအချက်ကဘာကြောင့် NLD ကဆန့်ကျင်လဲဆိုတာပထမပူဆွန်ပြောတော့ကကျွန်တော်တွေ့ဝိုက်ပြီးတော့ပြောတာအဲ့ဒီတိုင်းသားလက်နဲ့ကင်တွေကဒီတိုင်းတွေပြည်နယ်တွေပေါ့တိုင်းတော့မပါဘူးပြည်နယ်9ခုကလက်နဲ့ကင်အဖွဲ့အစည်းတွေအတီးတီးရှိတဲ့အတွက်အဲ့ဒီပြည်နယ်9ခုရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတနတ်နဲ့ထောက်ပြီးတော့သူတို့ထောက်ခံတဲ့သူတို့လူရှင်တဲ့လူကိုပြည်နယ်ဝန်ကြီးချုပ်ခိုင်းတယ်ဆိုလို့ရှိရင်ပြည်ထောင်စုကနေသမရကနေသူ့ကိုကွက်ကဲလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်နဲ့ခင်တဲ့တန်မှုကြီးတယောက်ကို NLD ခေါင်းဆောင်တယောက်ကနာမည်တော့မပြောဘူးသူ့နိုင်ငံကိုအဲ့ဒီတန်မှုကြီးမပြန်ခင်မှာပြောသွားတဲ့ဟာကို
Eri Tamhugia, Janone Keno, Biobiare, Tuleme Tule Beloma Erma, Shock Pietore, NLD Council Pine Tioga, Lugidiawa, Tuo Elu Pioro, Tule Shock Pietore. Ero Jono Piano Mamulu Kumao, era Mui Picere in Piora. The Galo Jono Damapian Debuso Kumao, Le Pioma Maho. Lau Tibama Bima, Yoji Mu Kimeni, and Ruye, Camaro Time Beroma, Chama Maho. Also, down at the Yoji Mua Kimeni be it. And Eliale, Tainda Lene Camio, Tainda Lene Kangale, and Eliumio, Belulu Biro Camaro Ginchan Yamle Subro, Jono Madwara. Era John and Elia Canqua Mere, the case out. Ero tu pure at time, the niche out the case out. Check how the pins in ye logo. Tu pure at time, Jonoa Tena, Lulu Lady Gesa, through Taucan Lay Melo, Jonoa Tena. There may be kind pure pure, check how Ubri pin pin a pin pin. Tessania, Ludo, Gusale, Miasuga. Through Chide Lujuibese, Jonoro Sua Pino, Era Druni ne. Let can be me, Dru Sua Puede Suino. Chiupin Siamalo. Pima, Chiupin Ekisaro, Tua me look through Pure. Jano Mimaro, hybrid chicken ubri Piede. Pine Sema, the Parliament's new Chinton Reto, Dagaro, Pigu Pietene, Luke Januaro, Usare. Balu Lesuro. Jakaine Champine ma. Na town the sing as you go poema. That's wabo. The Eri Hada, Quimpu Kero. When she showed we are any repimamo. My pillow she, Jakain Pietanale, the loud Sumelo, General Martin Cable. Champine Miao by Male, the loud Pietana, Sumelo, General Martin Cable. Your mule Damro ya she haunty elsuro. The Nangan Yine, Si Yine, Lumu Yine, Belu Sessade Sureha, Buhu, or Tamro Yashi Hauntiaunine, Janote, Bubido, Sapo Miaswati. Azerbaijan, Armenia, Taide Kisaro, Jono, Takala Lumo, Jonoa, Tapo Muama, Lenekai Muama, Tajida Mayakebu, Jono, Jono Chintainda, Chinchindema, Jonoa, Kulaidinlu. Maralu Musuro, Nequajalo, Jono, Tejida Miyakebu, Nakatapunia, Jono, Nejipide, Erabe, Jono, Yakebu, Kulidea, Jonoro, Marasuro, Tide, Upunzam Guru, Jono, Matibu Lotene, Name, Lawakaru, Jono, Tiutene, Turoga, Jono, Visa, Tanitane, Pilo, Jono, Kutini, Loyara, Roma Pino, Jono, Pianaro Metene, Tiutemare, Pupunza. Nangano Sen Lureo, Gino, Piacida, Lemho. She can ubri the boy, Yora Bona. Pero the Pomadia consented the Nangano a time being can ubri Sabido, Tella Rehabo. General the ubri yet a saga Beani Sale Suro. Government of Burma Act, Tangua Dongseku. Sorry, Tangua Dongsenga. English Rijitare, she can ubrima. The Natamship Possible, she can ubri Tegaha. Salon Idim Erima. English Piatan Kere. Bajo English Piatan Lesuro, Tangua Dongsenga ma. English Tena, Di Bamario, Garo Uchume. Bamabio, India, ne Queto me, Narobamabio Uchome. Erima, Tanija and Dilurio, Naro Lola Epiame. Pire Chema Turogo, when she chosen in Uchome, Ocho Pido, Turo State Councilor Soreha, Teo appoint Lome. Pin Cambo Tua Uchoima Wemaswebu, Dami me, Engelanga Pin or Pin mo. King or Queen mo. Eri Hane, the Pega Bamabi, Suajama, to what Jaka and in it can be me. Can be me, Lutia, Lures, who beat through up yet and beta. Eri Ubriji, oh, Belolo Biro, the Pina Shinjiria. Good chala Biro, Tangua Lise Kun, she can Uri Rema.
ED မရွေးနဲ့ကူးချလာတာကူးချလာပြီးတော့1940ခုအခြေခံဥပဒေမှာကူးချလာတယ်ဒါပေမဲ့အသုံးမချခဲ့ဘူး60နှစ်အထိအဲ့ဒါဦးနေဝင်းတို့က1994အခြေခံဥပဒေရေးတော့အဲ့ဒီဟာကြီးကိုပယ်ဖျက်ပလိုက်တယ်94မှာအဲ့ဒီဟာပျောက်သွားတယ်အဲ့တော့အဲ့ဒီဟာကြီးကဘာဖြစ်လို့ဘယ်ပညာရှင်ကြီးတွေကပြန်ကောက်ယူလာပြီးတော့1935နဲ့40ခွန်းတည်းကပြန်ကောက်ယူလာပြီးတော့2008မှာပြန်ထည့်လာပြန်ကျွန်တော်တို့ကအချုပ်ချာအာဏာပိုင်တဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်သွားတဲ့နှစ်ပေါင်းများစွာနှစ်ပေါင်း90ကျော်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဘယ်နိုင်ငံကိုတွားပြီးတော့အတိုင်ပင်ခံပြုပေးမဲ့ဒီပုံမှန်ကိုအင်္ဂလိပ်တွေရေးထားတဲ့ပုံမှန်ကြီးကိုကူးချလာပြီးတော့ဒီ2008မှာပါလာတော့အဲ့မှာပြဿနာစတဲ့အဲ့ဒါနံပါတ်1အပိုင်းအဲ့တော့ဒီပုံမှန်ကိုကပြဿနာပေးတာနံပါတ်1အဲ့တော့မလိုဘူးအဲ့တော့ဒီအတိုင်ပင်ခံဥပဒေကိုရေးမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကကန့်ကွက်တယ်ဘယ်သူပဲအတိုင်ပင်ခံဖြစ်မလိုဘူးဘာလို့လဲဒီဟာရဲ့အစက Government of Burma Act 1935အင်္ဂလိပ်တွေရဲ့ရည်ရွယ်ချက်ကဒီဟိုပေါ့ Downing sorry ဒီ King or Queen of England ရဲ့အင်္ဂလန်နဲ့ဒီဗမာပြည်ဟိုပေါ့သူတို့ရဲ့ Dominion ပဲဖြစ်လွတ်လပ်တဲ့နိုင်ငံပဲဖြစ်သူတို့ရဲ့ကြားမှာကြားခံပေးမဲ့လူတယောက်လိုတယ်ဆိုလို့ပြဋ္ဌာန်းပေးထားတဲ့ဥပဒေကျွန်တော်တို့က Dominion နဲ့မဟုတ်တော့ဘူးအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံဖြစ်သွားတဲ့အတွက်ဒီဟာမလိုတော့ဘူးအမှန်ဆိုဒီဥပဒေက1994လို့ပါကိုမပါတဲ့ဥပဒေပါလာတယ်ဆိုပြီးတော့ပြောခဲ့တာမဆွေးနွေးခင်မှာဒီခိုင်ပြိုးကိုလည်းပြောတယ်တပ်မတော်ကိုလည်းပြောတယ်ဒါပေမဲ့မဲခွဲတော့အများစုကထောက်ခံသွားတယ်ဟုတ်ပြီထောက်ခံလိုက်ပြီအများစုထောက်ခံတယ်အဲ့တော့အတိုင်ပင်ခံဖြစ်ဖို့အခုလက်ရှိနိုင်ငံတော်ဤအတိုင်ပင်ခံပုဂ္ဂိုလ်ဟုတ်ပြီဒါဆိုရင်ဥပဒေကိုကျွန်တော်တို့သွားကြည့်ရအောင်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာအပင်ပဲခံရမှာကျွန်တော်တို့ဒီမှာဥပဒေလုပ်ပါတယ်ဗျာအတိုင်ပင်ခံကြီးသဘောထားမှတ်ချက်ပေးပါကျွန်တော်တို့ရွေးကောက်ပွဲကိုနိုဝင်ဘာလ10ရက်နေ့လုပ်ပါမယ်ကောင်းပါမလားအတိုင်ပင်ခံကြီးသဘောထားမှတ်ချက်ပေးပါလုပ်ရင်တော့ကောင်းတာပေါ့ရာတီဥတုအခြေတွေဟိုမိုးလေဝသဇလဗေဒဌာနတို့တွားမေးကြည့်လေသူတို့ကအဲ့နေမှာမိုးမရွာဘူးလို့ပြောရင်တော့လှုပ်လိုက်ပေါ့လေပြင်းမုန်တိုင်းတွေကြမယ်ဆိုရင်တော့ရွှေ့လိုက်ပေါ့ဒါပဲလုပ်လေအတိုင်ပင်ခံရဲ့သဘောတဘာဝကမဟုတ်ဘူးလားသူကိုယ်တိုင်ဆုံးဖြတ်ချက်ချနေဖို့မဟုတ်ဘူးဒီဖက်မှာသမရတို့ဒုသမရတို့ခုနပြောတဲ့ဒီနိုင်ငံတော်ရဲ့အင်ကာစင်ထဲမှာပါနေတဲ့လူကြီးတွေအားလုံးကသူတို့ဆုံးဖြတ်လို့ဇဝေဇဝါဖြစ်နေတဲ့ဟာကိုတွားပြီးတော့တိုင်ပင်ဖို့ပဲအဲ့မှာသူကအကြံပေးဖို့ပဲအခုကအကြံပေးနေတာလားသူကိုယ်တိုင်ဆုံးဖြတ်ချက်ချနေတာလားဥပမာ ICC တွားတဲ့ကိစ္စအတိုင်ပင်ခံကျွန်တော်တို့ ICC တွားတင်သလားဆုံးဖြတ်တင်သလားဒီကိစ္စကိုဘယ်လိုလုပ်တင်လားဆိုပြီးတော့နိုင်ငံတော်ကသူ့ကိုတိုင်ပင်ရမှာဒါမဲ့တိုင်ပင်မဲ့အစားသူကိုယ်တိုင်ကတွားပြီးတော့ agent အနေနဲ့နိုင်ငံတော်ကိုစားပြုပြီးတော့တွားဖြည့်ရှင်းလို့ကျွန်တော်ကဟိုမှာဟောပြောပွဲမှာကျွန်တော်စိတ်ဆိုးပြရစေဆိုပြီးတော့တွားပြောတာအဲ့ဒါလည်းကျွန်တော်အစဲလဲခံရတယ်ရှင်းရှင်းပြောရရင်ဒါမဲ့ကိစ္စမရှိပါဘူးပြောစရာရှိတာတော့ပြောတာပေါ့မဟုတ်ဘူးလားကျွန်တော်အမေရိကန်နိုင်ငံသားလေကျွန်တော်အခြေခံဥပဒေကလွတ်လပ်စွာပြောဆိုခွင့်ဝေဖန်ခွင့်ပေးထားတယ်လေမဟုတ်ဘူးလားပြောတော့အကဲမင်းစော်ကားတယ်ဆိုရင်တော့ကြိုက်တာလို့ပေါ့မတက်နိုင်ဘူးလေမဟုတ်ဘူးလားအဲ့တော့နံပါတ်1အင်္ဂလိပ်တွေပြဋ္ဌာန်းတဲ့ဥပဒေဗမာပြည်နဲ့ဘာမှမဆိုင်ဘူးလွတ်လပ်တဲ့ဗမာပြည်နဲ့နံပါတ်2အတိုင်ပင်ခံဆိုတဲ့စကားလုံးနဲ့အခုဖြစ်နေတဲ့ဟာနဲ့ကခင်ဗျားတို့ဝန်ထမ်းတွေခင်ဗျားတို့ဘူကြီးလိုက်လေးတို့နောက်ပြီးတော့ခုနဟိုဟာတို့ပူဖုန်ဇမ်တို့ဝန်ထမ်းတွေကျန်တဲ့ဝန်ထမ်းတွေအရာရှိကြီးတွေကျွန်တော်ထက်10ဆမကအစတရာတိတယ်ကျွန်တော်ကဒါဝန်ထမ်းမလုပ်ဘူးလား
ဘွဲတွေကအများကြီးရတာကျွန်တော်စာတော်ကောင်းကောင်းဖြောက်အောင်မရေးတတ်ဘူးဝန်ထမ်းစာသွားစာလာလည်းမတတ်ဘူးခင်ဗျားတို့ကျွန်တော်ထက်ပူတည်အဲ့တော့ဘာမှားနေလဲမှားနေတဲ့ဟာခင်ဗျားတို့ကမပြောချင်တာကျွန်တော်ဟိုပြောခိုင်းနေတာအဲ့တော့အင်္ဂလိပ်ဥပဒေကျွန်တော်တို့မှအလိုမရှိမဟုတ်ဘူးလားနံပါတ်1အတိုင်ပင်ခံဆိုတဲ့စလုံးကဘာလဲအဲ့ဒီဟာရဲ့အနှစ်သာရပါလဲခင်ဗျားတို့ကျွန်တော်ထက်ပူတည်တယ်အဲ့လောက်ပဲကျွန်တော်ဟိုသဘောပေါက်တာနားလေတာရှိခဏလေးညမှုကိုကျွန်တော်ဟိုမေ့သွားမှာဆိုလို့ကျွန်တော်အိန္ဒိယမှာနေတော့ကကျွန်တော်ဦးလေးကြီးကအထက်လွှတ်တော်အမတ်ပေါ့ဦးဟီဖိတ်ပေါ့ကြားဘူးမှာပါဆုံးသွားတာတိတ်မကြသေးပါဘူးသူကအိန္ဒိယနိုင်ငံရဲ့အထက်လွှတ်တော်အမတ်ကြီးသူ့ရဲ့သူတယောက်ကအိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးသော IAS ပေါ့ India Administrative Service အောင်တဲ့လူတကယ်လူတော့တညကြတော့3ယောက်ထမင်းစားကြတာစားကြတော့သူတို့တူ2ယောက်ကရန်ဖြစ်ကြစကားများကြဘာလို့များလဲဆိုတော့ဟိုလူကအမတ်ကြီးဆိုတော့ sorry အထက်လွှတ်တော်အမတ်ကြီးဆိုတော့လူပေါင်းတန်းတစ်ထောင်လောက်ရှိတဲ့နေရာမှာလူ250ထဲမှာပါတဲ့လူဆိုတော့အဖိုးကြီးကလည်းခတ်ကြွားကြွားပေါ့နိုင်ငံရေးသမားကြီးဆိုတော့ဟဲ့ကောင်ငါအတွက်ရည်ယူလာပေးစမ်းလက်ဆေးဖို့ဆိုတော့ဟိုလူကလည်း IAS ပေါ့ငါလည်းအိန္ဒိယမှာ top ဝင်တဲ့ဝန်ထမ်းကြီးပေါ့ငါဘာလို့ယူပေးရမလဲကိုဟာကိုယူပါလားဆိုပြောလိုက်တော့ဟဲ့ကောင်တဲ့ငါလည်းအမတ်กว่าတဲ့တန်းတစ်ထောင်ထဲမှာဟိုပါပေါ့250ထဲမှာဝင်တော့กว่าဆိုအဲ့ဒါနဲ့ဟိုလူကလည်းပြန်ပြောလိုက်တယ်မင်းတို့လူတဲ့နိုင်ငံရေးသမားတွေတသက်လုံးအထင်မကြီးတာတဲ့အယူအပေါ်တွေမဲနဲ့မင်းတို့ကလူဖြစ်တာတဲ့ငါပညာနဲ့ငါ IAS ဖြစ်တဲ့ကောင်တဲ့အဲ့တော့နိုင်ငံရေးသမားဆိုတာလူအယူအပေါ်တွေကိုလိန်ညာပြီးတော့မဲရပြီးမှသူတို့လွှတ်တော်ထဲရောက်လာတာဒီကောင်တွေကခင်ဗျားတို့အထင်သေးရင်လည်းဘာမှစောက်ကူးမဆိုင်နဲ့ကတော့ပါရဲ့ခယူမဆိုင်နဲ့မင်းတို့ကောင်တွေလူစင်းရဲသားလူလိန်လူညာတွေတခိုးကြပိုးတွေကိုလိန်ညာပြီးတော့မဲရလို့လွတ်တော်ထဲရောက်တော့ ਨੇ အကုန်တက်ပြီးမထင်နဲ့ကိုညဝယ်ခိုင်းလေဝယ်ပေးလိုက်နောက်ပြီးတော့နောက်ကနေလက်ခလေးကိုပြလိုက်လက်ခွေးကောင်မင်းဟိုစောက်လွှတ်တစ်ခုတော့ကောင်းကောင်းရေးတတ်တာမဟုတ်ဘူးလို့တလားကိုစေသိညပြီးတော့ဖင်ကောင်းကျဲမနေနဲ့လို့မင်းငါနေရအောင်မင်းတက်လုံးရမှာမဟုတ်ဘူးလို့ပြောလိုက်တနေ့ကျရင်ငါပင်စင်ယူငါလည်းဟိုအယူပေါ်တွေလိန်ညာပြီးတော့အမတ်ဖြစ်ရင်ဖြစ်မယ်ဝန်ကြီးတော့ဖြစ်ရင်ဖြစ်ဦးမယ်ဝန်ကြီးချုပ်လဲလို့ရင်လို့ဦးမယ်လို့သွားပြောလိုက်ဘာမှအာမနာနဲ့အဲ့ဒါဝန်ထမ်းတွေအားပေးတာနော်ကျေးဇူးမေ့သွားမှဆိုလို့နိုင်ငံရေးသမားဆိုတာအယူပေါ်တွေမဲတွေနဲ့ဟိုပါပေါ့လူကြီးလူကောင်းဖြစ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်စကားမဟုတ်ပါဘူးကျွန်တော်ဦးလေးစကားပါအဲ့ဒါတော့စိတ်မဆိုးကြပါနဲ့အဲ့ဒီမှာလည်းပညာရှိပညာတတ်တထေးတွေလူချမ်းသာတွေလည်းပါပါတယ်နောက်ပြီးတော့ကျွန်တော်အများအားပြောတဲ့ဟာရှိပါတယ်နိုင်ငံရေးလုပ်ချင်ရင်နံပါတ်1ကပညာမတတ်ရင်နိုင်ငံရေးမလုပ်ပါနဲ့လူလိမ်လူညာဖြစ်သွားမယ်အဲ့တော့ခမရဘွဲတွေလည်းရတယ်MBA လည်းရထားတယ်ထင်ပါတယ်ဘွဲတွေအများကြီးရတဲ့လူတယောက်ပါပဲအဲ့တော့ခမရလူလိမ်လူညာဖြစ်ဖို့ကတော့တိတ်မလွယ်ပါဘူးဘာလို့ဆိုပညာတတ်တယ်ဆိုတာဟိုလိန်ဖို့ညာဖို့ကအရန်ခဲ့တယ်ကို institution ကိုလည်းအားနာရတယ်ကိုဘွဲကိုလည်းအားနာရတယ်ပေါ့လမ်းဘေးကဘွဲမဟုတ်ရင်ပေါ့နော်နောက်ပြီးတော့ပိုက်ဆံမရှိရင်လည်းနိုင်ငံရေးမလုပ်ပါနဲ့ဘာလို့ဆိုတခုဖြစ်သွားမယ်ရှင်းပြောရင်အခုခိုးကြဖွဲ့ကြတဲ့နိုင်ငံရေးသမားတွေဆိုတာရှင်းပြောရင်စင်းရဲသားတွေပါတထေးကခိုးเสียမလို့ပါဘူးဘာလို့ဆိုပိုက်ဆံရှိပြီးသားလေခိုးတဲ့ပိုက်ဆံခိုးနိုင်တဲ့ပတ်စံတဲ့ကိုအိတ်ကက်ထဲမှာရှိတဲ့ပတ်စံပူများရင်ဘာလို့နာမည်ပြက်ခံပါလဲအဲ့တော့ခမရနိုင်ငံရေးကောင်းဓမ္မတယောက်ဖြစ်နိုင်ပါတယ်အဲ့တော့ခမရနေရာမှာဒါကျွန်တော်ကဝင်မယ်ရွေးကောက်ပွဲနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မယ်ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေခြေဥဇယားနှစ်ကိုကျွန်တော်အလွတ်ကျက်ပါမယ်အဲ့မှာ sector 10ခုရှိပါတယ် sector 10ခုရှိတယ်နောက်ပြီးတော့အဲ့ဒီထဲမှာဥပဒေပြုနိုင်တဲ့ဟိုအချက်ပေါင်းဟိုပေါ့အရင်2008တုန်းက40ချက်ရှိတယ်နောက်ပြီးတော့ဒီဦးသိန်းစိန်တို့ခေတုန်းကဖြည့်ဆွဲထားတဲ့ဟာ54ချက်ရှိတယ်အတစ်ပေါ့နော်ပြင်ဆင်ချက်အမှတ်45မှာ54ချက်ရှိတယ်အဲ့ဒါအလွတ်ရဖို့လိုတယ်အဲ့ဒီ
တစ်ချက်တိုင်း sector တိုင်းမှာဥပဒေပြုလို့ရတယ်အဲ့မှာခုနကမ္နုပြောသလိုဒီလွှတ်တော်အမတ်တွေကအဲ့ဒီဟာဥပဒေပြုဖို့စိတ်ဝင်စားဘူးသူတို့ကဗဟိုကရထားတဲ့ပိုက်ဆံကိုကိုအိတ်ကထဲဘလောက်ဆွဲထည့်နိုင်မလဲကို constituency ထဲဘလောက်ဆွဲသုံးနိုင်ပြီးတော့အဲ့ထက်ကနေကိုဘလောက်စားနိုင်မလဲဆိုတဲ့ဟာပဲစိတ်ဝင်စားတယ်အဲ့တော့2010ကနေ15နဲ့20အထိအဲ့ဒီဇယားsector 10ခုရှိတယ်ဇယား40ချက်အခု54ချက်ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာ forget it ဘယ်သူမှစိတ်ကိုမဝင်စားဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်မတိုးတက်တာနံပါတ်2ကဇယား9ရှိတယ်အဲ့မှာအခွန်အခဘယ်လောက်ကောက်တယ်ချင်းပြည်နယ်ရဲ့ဟိုပါပေါ့ annual ဟိုပါပေါ့ဒီ revenue tax and revenue budget ရှိလို့ရှိမှန်းတော့မသိဘူးကျွန်တော်မေးတယ်အဲ့ဒီထဲမှာကျွန်တော်အမျိုးတွေလည်းရှိတယ်ခင်ဗျားတို့ဒီတစ်နှစ်မှာဒီကိတ်ကြီးအခွန်အခဒီကောက်နိုင်တဲ့အချက်ပေါင်းကဟိုလောက်ရှိတယ်20 19ခုလားအဲ့ဒီကောက်နိုင်တဲ့ထဲကနေ budget ဘယ်လောက်ရလဲဆိုတာမသိပါဘူးတဲ့ဟဲ့လားဖြည်းဖြည်းပြီးတော့ပြောကြအမှန်ဆိုတန်းနဲ့ချီပြီးရှိတယ်ကျပ်ငွေတန်းနဲ့ချီပြီးရှိတယ်အဲ့ဒါလည်းပဲရောက်လို့ sorry taxation က19ခုရှိတယ်အဲ့ဒီကိစ္စကနေဒီကိစ္စတွေကိုဘယ်လောက်သုံးလဲဆိုတဲ့ဟာအဓိကအရေးကြီးတဲ့ဟာရှိတယ်အဲ့ဒီဟာကိုလုံနိုင်မှသာလျှင်တကယ်ဟိုပါပေါ့ဥပဒေပြုတဲ့လွှတ်တော်အမတ်ဆိုတာအရေးကြီးတယ်အဲ့တော့ပြည်နယ်အတွက်ဝင်ရောက်ရှင်ပြိုင်တဲ့လူကဒီဇယားနှစ်ကိုပိုင်ဖို့လိုတယ်ပြည်နယ်အတွက်ဝင်ပြိုင်မဲ့လူက Federal ပြည်ထောင်စုတီဆောက်ရေးတို့ဘာတွေလက်ကြီးလက်ကျယ်တွေပြောမနေနဲ့ရခိုင်လိုပြောတယ်ဆိုလို့ရှိရင်ဟိုမှာကိုလိုက်လေးတို့ကနားလေလိမ့်မယ်ခလို့သားမာပလိုက်ဖို့တွေဆိုပြလက်ကားကောင်မင်းကလေပင်းညစ်တပ်ပလိုက်ရဆိုဒါပဲပြောမယ်ဒီပြည်နယ်လွှတ်တော်အမတ်က Federal ကိစ္စတို့ငင်းချင်းတို့ရှောက်ပြောနေတာဘာမှမဟုတ်ဘူးဇယားနှစ်ကိုအလွတ်ကျက်ဇယား9ကိုအလွတ်ကျက်အဲ့ဒါလို့ဒါပဲရှိတယ်မဟုတ်ဘူးလားဒီပြည်ထောင်အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်လုံမဲ့ဟာတွေကိုငါလုံပြမယ်ဟဲ့ဆိုပြီးဗလာပြနေလို့ဘာမှထူးမှမဟုတ်ဘူးအဲ့ဒါလုံပြဒါမှလွှတ်တော်အမတ်ကောင်းတယောက်ဆိုတာပြည်တာတယ်အဲ့ဒါခမည်းနေရာမှာကျွန်တော်ဝင်ပြိုင်မယ်ကျွန်တော်လုံမယ်ဆိုရင်ဒါကတကယ်မှန်ကန်သောနိုင်ငံရေးသမားလို့ကျွန်တော်ကထင်တယ်ဆိုတော့အဲ့ဒီကိစ္စကိုခမည်းအရင်တော့က6နှစ်9နှစ်လွှတ်တော်ပြင်ပနိုင်ငံရေးလို့သူလို့လွှတ်တော်ထဲဝင်သွားပြီဆိုလို့ရှိရင်အဲ့ဒီဟာခမည်းရဲ့အကြီးအချင်းအကြီးအသွေးဘယ်လောက်ရှိတယ်ဆိုတဲ့ဟာပြနိုင်ဖို့တကယ်အရေးကြီးတဲ့ဟာဖြစ်တယ်ကျွန်တော်ကတော့နိုင်ငံခြားသားခံယူထားတဲ့အတွက်ကျွန်တော်လွှတ်တော်ထဲဝင်ဖို့လည်းစိတ်ဝင်စားဘူးအဲ့ဒါကြောင့်လည်းဟိုပါပေါ့ရခိုင်လိုပြောရင်လက်ကြီးလက်ကျယ်နဲ့စကားတွေပြောရှင်ရပြောနေတာတကယ်တမ်းဟိုအကြောင်းမလှလို့ကျွန်တော်မြန်မာပြည်နိုင်ငံရေးထဲမြန်မာပြည်နိုင်ငံသားပြန်နေခံယူလို့ဘာတွေညာတွေလှုပ်ချင်နေဆိုရင်ကျွန်တော်ဘယ်တော့မှဒီနိုင်ငံရေးလောကထဲမဝင်ဘူးကျွန်တော်လှုပ်ချင်တဲ့အလုပ်တစ်ခုတော့ရှိတယ်ကျွန်တော်ခြေဥခုံရုံးမှာအလုပ်လုပ်ချင်တယ်ခြေဥခုံရုံးရဲ့အဖွဲ့ဝင်လုပ်ချင်တယ်ဘာလို့လဲဆိုတော့အလုပ်မရှိလို့ဒီ2020ကနေ2025အထိအမှုတစ်ခုပဲရှိတယ်အယ်ဖောင်ရှိုးအမှုလေအဲ့တော့1/2020 9နှစ်အတွင်းမှာအမှုတစ်ခုသူတို့ကြားနာတာတနာရီနောက်တစ်ခါစီရင်ချက်မှာတနာရီ9နှစ်မှ2နာရီပဲအလုပ်လုပ်ရတဲ့အလုပ်လောက်ကောင်းတဲ့အလုပ်မရှိဘူးအဲ့ဒါဝန်ကြီးအဆင့်လောက်လုပ်ရတယ်အဲ့တော့ကျွန်တော်စာအုပ်ရေးမယ် ACC ရုံးတက်မယ်ကား3စီးရမယ်ဝန်ကြီးအဆင့်လောက်နဲ့နေရမယ်အဲ့ဒီအလုပ်မျိုးကိုပဲကျွန်တော်ကလုပ်ချင်တယ်ပြီးရင် ACC ကောက်တီးရိုက်မယ်ဒါကောင်းလိုက်တာအဲ့ဒီအလုပ်ပဲကျွန်တော်လုပ်ပဲကျေးဇူးခွန်ရောတူတူလေးတွေပါပဲဒါမဲ့အချိန်ယူပြီးတော့ဖြေရတော့မယ်တဲ့ပထမအချက်ကဟိုကျွန်တော်ဟိုအစပိုင်းကပြောသလိုပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီပါတီစုံဒီမိုကရေစီစနစ်နောက်ပြီးတော့အာဏာခွဲဝေရေးပေါ့ပြည်နယ်နဲ့ပြည်ထောင်စုနဲ့အာဏာခွဲဝေရေးပြည်နယ်လွှတ်တော်နောက်ပြီးတော့ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်အာဏာခွဲဝေရေးအဲ့ဒီဟာတွေကျွန်တော်တို့ကို၌ကမရှင်းမလင်းဖြစ်တဲ့အတွက်ဘယ်ဟာကအာဏာပူကြီးတယ်ဘယ်ဟာအာဏာပူသေးတယ်ဘယ်ဟာအတုံးချတတ်တယ်မတုံးချတတ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဇဝေဇဝါဖြစ်နေတယ်ပထမ9နှစ်လည်းဖြစ်တယ်USDP အစိုးရခေတုန်းကအခု NLD ခေမှာလည်းပဲ9နှစ်ပြည့်ပြီ9နှစ်ရှိပြီဖြစ်နေတော့မယ်နောက်လာမယ့်အစိုးရမှာလည်းပဲဖြစ်နေအောင်ပါပဲဘာလို့လဲဆိုတော့အခုချိန်ထိကျွန်တော်တို့ကကျွန်တော်အပါဝင်ပေါ့
အကုန်လုံးကစမ်းသဘောဝါနဲ့ဖြစ်နေအမှန်ဆိုရှင်းရှင်းလင်းလင်းလေးပဲဘာမှခက်တာမရှိဘူး2008ဖွဲ့စည်းပုံကဒါခမည်းလုံနိုင်တယ်ဒါခမည်းလုံရမယ်ဒါခမည်းလုံတဲ့နယ်ဆိုတဲ့ဟာပြတ်ထမ်းဖေးသားတယ်လို့နိုင်ငံတကာမှာကျွန်တော်တို့လိုဒီမိုကရေစီစနစ်ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံမှာဒီဟာကဘယ်လိုလုပ်ကြတယ်ဆိုတော့ကျွန်တော်တို့ရှေ့မှာလှုပ်ထားတဲ့ precedent တွေပေါ့ဖြစ်စဉ်တွေလှုပ်ထားတဲ့ဟာတွေအများကြီးရှိတယ်အဲ့ထက်ကသင်ခန်းစာယူလုပ်ရတဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီအဆင့်ကိုကျွန်တော်တို့ကမရောက်သေးဘူးမရောက်သေးတဲ့အတွက်ပြဿနာဖြစ်တယ်နံပါတ်1ပြီးနေခုနကပြောလို့ကပ်နိုးကမေးတယ်ပြည်နယ်က तू လှုပ်တင်တဲ့ဟာကို तू မသိဘူးပြည်နယ်လွှတ်တော်တွေကဥပဒေပြုခွင့်40ကျော်ရှိတယ်ပထမအကြိမ်2010ကနေ15ကျမ်းမှာကျွန်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုကိုရောက်ခဲ့တယ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတွေတွေ့တယ်ခင်ဗျားတို့ဥပဒေဘယ်လောက်ပြုလဲ40ချက်ပြုခွင့်ရှိတယ်အများဆုံးပြုတဲ့လူကပြုတဲ့လွှတ်တော်က16ခုအနည်းဆုံးပြုတဲ့လူက2ခု40ချက်ပေးထားတယ်ဒါပေမဲ့သူတို့ညီးတွားနေတာကျွန်တော်တို့ဥပဒေပြုခွင့်နဲတယ်ပြောတယ်40ချက်ကိုအရင်ပြုလိုက်ပါအောင်ပြီးမှကျန်တဲ့ဟာ9ခုထပ်တောင်း10ခုထပ်တောင်း20ထပ်တောင်းကျွန်တော်တို့ကတောင်းပဲတောင်းတာပေးပြီးသားကိုကျွန်တော်တို့ကမလုပ်ဘူးနံပါတ်2ပြည်သူ့လွှတ်တော်ကျွန်တော်တို့မှလုတ်ပိုင်ခွင့်နဲတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဗမာပူများတယ်ကျွန်တော်တို့ကနဲတယ်မလုပ်ဘူးဟိုမှာsector ပေါင်းဘယ်လောက်ရှိလဲဆိုတော့ဒီပြည်ထောင်စုလွှတ်တော်မှာ sector ပေါင်း12ခုရှိတယ်ဥပဒေပြုခွင့်120ကျော်ရှိတယ်အဲ့ဒီထဲမှာဘယ်လောက်ပြုလဲဆိုတဲ့ဟာသူ့ဟာလဲသူလဲနားမလဲဘူး9နှစ်လုံးလွှတ်တော်ထဲမှာတိုင်ပြီးတော့အစိုးတစ်ခုမှမတင်တဲ့လူကလည်းရှိသေးတယ်လက်ခုပ်တီးလိုက်လက်ကိုရင်လက်ခထုတ်လိုက်လွှတ်တော်တက်ခသူကစိတ်ယူလိုက်ဒါလောက်နဲ့ပြောနေတဲ့လွှတ်တော်အမတ်တွေက10နှစ်ရှိပြီရိုက်တက်လို့မကုန်သေးဘူးအများစုဖြစ်နေတယ်နံပါတ်2ပြီးအမျိုးသားလွှတ်တော်ဆိုတာချင်းပြည်နယ်က12ယောက်ဆိုတာအမှန်ဆိုတော့ဒီချင်းပြည်နယ်ကိုသူတို့ကကိုစားပြုတာအခုကဒီချင်းပြည်နယ်ကိုကိုစားပြုတဲ့12ယောက်ကဘယ်တော့မှအတူတူထိုင်ပြီးတော့ချင်းပြည်နယ်အတွက်ဘာဥပဒေပြုရင်ကောင်းမလဲဆိုတခါမှ10နှစ်အလုံးလုံးဆွေးနွေးကြတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကဘယ်သူကဘာကိစ္စပြောတယ်ဘယ်ပါတီကဘာကိစ္စပြောတယ်ဘယ်အဖွဲ့ကဘာကိစ္စပြောတယ်အဲ့ဒီလောက်ပဲဘယ်သူကသူ့မြုပ်နယ်အတွက်ပတ်စံဘလောက်ရသွားတယ်အဲ့ဒီအဆင့်လောက်နဲ့ပဲကျွန်တော်တို့ကလူတွေကိုတိုင်းတာနေကြတယ်အဲ့တော့ဘာလုပ်လဲကျွန်တော်တို့ပြည်သူတွေလည်းအားနေတယ်လွှတ်တော်ထဲရောက်တဲ့ကျွန်တော်တို့ကိုယ်စားလှယ်တွေလည်းအားနေတယ်အဲ့တော့ဒီဟာအတွက်ဟိုပြုပြင်ပြောင်းလဲဖို့ကနှစ်ပေါင်းများစွာကြာအောင်အဲ့တော့ကျွန်တော်တို့တိတ်ပြီးတော့မျှော်လင့်ချက်အများကြီးမထားဖို့လိုတယ်တဖြည်းဖြည်းတော့ပြောင်းလဲလာပါပြီဥပမာဆိုပါစို့ဦးသိန်းညွန့်လွှတ်တော်ထဲမှာသူ့ပါတီထဲက2ယောက်ပဲရှိတယ်သူတို့ပထမအကြိမ်လွှတ်တော်တုန်းကအဲ့ဒီ2ယောက်ကတင်သွင်းတဲ့အဆိုရဲ့မေးခွန်းရဲ့ဟိုဟာရဲ့အကုန်လုံးကရာကျော်ရှိတယ်လူ2ယောက်နော်လွှတ်တော်ထဲမှာတပါတီထဲက2ယောက်ထဲပဲရှိတယ်အမျိုးသားမှ1ယောက်ပြည်သူမှ1ယောက်အဲ့ဒီ2ယောက်တင်သွင်းတဲ့ဟာပါတီကြီးတစ်ခုရဲ့တင်သွင်းတဲ့ဟာတဲ့ပိုများတယ်အဲ့ဒါမျိုးတွေလွှတ်တော်ထဲမှာ200လောက်ရှိကြည့်ပါလားဘယ်လောက်ပြောစရာကောင်းလဲအဲ့ဒါပြည်နယ်ရဲ့ပြည်သူ့လွှတ်တော်ရဲ့ပြည်ထောင်စုရဲ့ NLD အစိုးရမှာပဲဖြစ်ဖြစ် USDP အစိုးရမှာပဲဖြစ်နောက်တစ်ချက်ကခြေဥပြင်ဆင်ရေးမှာလွှတ်တော်လမ်းကြောင်းနဲ့ NCA လမ်းကြောင်းရှိတယ်ဟုတ်တယ်လွှတ်တော်လမ်းကြောင်းကခုနခြေဥပြင်ဆင်ရေးအတွက်ဘာကြောင့်မအောင်မြင်လဲဆိုတာဟိုမှာညွှန်မှုမေးတဲ့မေးခွန်းထဲမှာကျွန်တော်အချက်5ချက်နဲ့ပြောပြီးပြီ NCA လမ်းကြောင်းရှိလားရှိတယ်အခုပြည်ထောင်စုသဘောတူညီချက်အပိုင်း1အပိုင်း2အပိုင်း3ခုရှိတယ်အချက်ပေါင်း90ကျော်သဘောတူညီထားပြီအဲ့တော့ကျွန်တော်အာမနာတမ်းပြောမယ်တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေကျွန်တော်လည်းအရင်တုန်းကလက်နက်ကင်ခဲ့မှုပဲအခုအဲ့ဒီ3ခုကိုဒီဘက်ကလွှတ်တော်ကနေတဆင့်အခြေခံဥပဒေပြင်ဆင်ဖို့ဘယ်လမ်းကြောင်းကိုရွေးပြီးတော့တွန်းပို့ရမလဲဆိုတာ EAO လက်မှတ်ထိုးထားတဲ့10ဖွဲ့ကမလှုပ်ဘူးမလှုပ်တော့ဒီဘက်ကလွှတ်တော်ကလည်းမလှုပ်ဘူးအစိုးရကလည်းမလှုပ်ဘူးအချိန်တန်ရင်ပြည်ထောင်စုငိမ့်ချိုင်းညီလာခံလုပ်လိုက်သဘောတူညီချက်လေးလက်မှတ်ထိုးလိုက်လက်ခုပ်တီးလိုက်ပြီးရင်အိမ်ပြန်လိုက်နောက်တစ်ခါအချိန်တန်ရင်ညီလာခံပြန်လုပ်လိုက်သဘောတူညီချက်လက်မှတ်လေးထိုးလိုက်လက်ခုပ်တီးလိုက်ထမင်းစားလိုက်အိမ်ပြန်လိုက်အဲ့တော့
လွှတ်တော်ပင်ပတ်လမ်းကြောင်းကဒါပဲဒုံချင်းနဲ့တွားနေအဲ့တော့လွှတ်တော်ပင်ပတ်လမ်းကြောင်းကတွားနေတယ်ဒါပေမဲ့လွှတ်တော်ထဲကနေတဆင့်ရောက်ဖို့လမ်းကြောင်းကအခုချိန်ထိဘသူလက်ထဲမှာရှိလဲ EAO လက်မှတ်ထိုးထားတဲ့10ဖွဲ့ရဲ့လှုပ်ဆောင်ကြီးအပေါ်မှာမူတည်နေတာဒါပေမဲ့ EAO တွေဆိုတာလဲလွှတ်တော်တခါမှရောက်ဘူးတဲ့လူတွေမဟုတ်ဘူးလွှတ်တော်ရဲ့လှုပ်ထုံလှုပ်နီးလဲနားလေတဲ့လူတွေမဟုတ်ဘူးအဲ့ဒီခါကျတော့အဲ့မှာအဟကြီးကကြီးသွားတယ်ကြီးတော့အဲ့ဒီအဟကို recap ပြန်လုပ်နိုင်တဲ့လူတွေက EAO ရဲ့အဖွဲ့အစည်းထဲမှာလူတော်တော်များများမရှိတဲ့အခါကျတော့လွှတ်တော်ပင်ပလမ်းကြောင်းကလည်းပိတ်တယ်လို့ရှိနေတယ်လွှတ်တော်ထဲကလမ်းကြောင်းကလည်းခုနအစုအဖွဲ့9ခုထဲမှာရှင်ပြိုင်မှုတွေကြောင့်နိုင်ငံကြီးအမျက်ထုတ်လို့မှုတွေကြောင့်အဆင်မပြေဘူးဖြစ်နေတယ်အဲ့ဒါကြောင့်ခြေဥပြင်ဆင်ရေးကလွှတ်တော်ပင်ပကလည်းအားရရှာမရှိလွှတ်တော်အထဲကနေလည်းအားရရှာမရှိတိတ်မကောင်းအဲ့တော့ကျွန်တော်အစိုးမြင်နေလားနည်းနည်းတော့မြင်တယ်ဒါပေမဲ့အဲ့ထဲကနေအကောင့်ထွက်လာမလားမသိဘူးရွေးကောက်ပွဲလည်းအရင်နီးနေပြီရွေးကောက်ပွဲအလွန်မှာဒီထက်ပိုကောင်းတဲ့ဟာများဖြစ်လာပါစေလို့တော့ကျွန်တော်ဆန္ဒပြုတယ်ဆုလဲတောင်းတယ် ICC ကျွန်တော်တို့မှားကုန်ဘာလို့လဲ ICC ကိုပြည်ထောင်စုရှေ့နေချုပ်ကြီးသွားပြီးတော့ဖြည့်ရှင်းရမယ့်အစားနိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံတော်ကူစားပြီးတော့တွားဖြည့်ရှင်းလိုက်ကြတဲ့ကူကနံပါတ်1မှာတယ်နံပါတ်2သူ့ရဲ့အင်္ဂလိပ်လိုပြောတဲ့မိန့်ခွန်းထဲမှာကျွန်တော်တို့ထောက်ပြနိုင်တဲ့အမှားက17ချက်လောက်ရှိတယ်10ချက်လောက်ရှိတယ်အဲ့ဒီဟာတွေကမဟာအမှားကြီးတွေအဲ့ဒါကိုဒီနေ့အထိဗမာလိုဘာသာမပြန်ဘူးအစိုးရအင်္ဂလိပ်လိုဖတ်တတ်နားလေတဲ့လူတွေကဖတ်လိုက်တော့ဒုက္ခပဲကွာဝန်ခံလိုက်တဲ့ဟာတွေအမှားကြီးတွေ factual အမှားတွေ legal point of view အမှားတွေဒီဟာတွေအားလုံးကကိုယ့်ဟာကိုချီနှောင်ထားတဲ့ဟာတွေအမှားတွေဖြစ်နေတဲ့ခါကျတော့ဒီ ICC ကတာဆထွက်ကြရမှားနေတယ်ဘာလို့လဲဆိုအဲ့ဒီထဲမှာကျွန်တော်နဲ့ NPC မှာအတူလှုပ်ဖို့ကြိုင်ဖက်2ယောက်အမေရိကန်မှာဘွဲ့ရတဲ့ဗမာရှင်းနေ2ယောက်ပါတယ်ကျွန်တော်တို့3ယောက် NPC မှာအတူလှုပ်တာသူတို့2ယောက်ခေါ်သွားတယ်သူတို့နဲ့ဒီနေ့အထိစကားပြောလို့မရတော့ကျွန်တော်တို့9နှစ်4နှစ်လောက်အတူလှုပ်လာတဲ့လူတော့ကွဲသွားပြီဆိုတော့ရေရှည်မှာ ICC ကကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုတော့ဒုက္ခပေးမဲ့ဟာအနေနဲ့ပဲကျွန်တော်ကတော့မြင်တယ်အကောင့်ဖက်တော့တိတ်မမြင်စလိုက်ပြီးကျွန်တော်အစကပြောပြီးပြီထင်တယ်ဒီတမတော်ဘယ်တော့နိုင်ငံရေးကနောက်ဆုတ်မလဲဆိုတာကတော့ဟိုလွယ်လေးပါကျွန်တော်တို့ဒီ NCO တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးလက်မှတ်ထိုးပြီးတော့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘဝပြီးမှမရှိတော့ဘူးငင်းချမ်းရသွားပြီဆိုရင်တမတော်ကနိုင်ငံရေးမှာမရှိတော့ဘူးဆိုတာသူတို့တမတော်ထိပ်ပိုင်းခေါင်းဆောင်တွေကလက်ခံထားတဲ့ဟိုပါပေါ့ဒီ principle တခုဖြစ်ပါတယ်တကယ်လက်တွေ့ဖြစ်တာတော့တပိုင်းပေါ့ဘယ်လိုပုံစံနဲ့ဒီငင်းချမ်းယူတီဆောက်မလဲဆိုတာလည်းတမျိုးပေါ့ဒါပေမဲ့ထူးဆန်းတာတခုကအရင်တုန်းကဒီ2015NCA လက်မှတ်ထိုးပြီးကြတဲ့ကတခါမှမပြောခဲ့မဆိုခဲ့ကြတဲ့ဒီ reintegration ပေါ့ပြန်လဲစုစည်းရေးဆိုတဲ့ဟာကိုဒီတတိယအကြိမ်ဟောပေါ့ Union Peace Accord ရဲ့ပတ်3မှာထင်တယ်အဲ့ဒီထဲမှာသူတို့က in principle ဆွေးနွေးဖို့သူတို့သဘောတူလာတွေ့တယ်ဆိုတော့ဒီအခု NCA လက်မှတ်ထိုးထားတဲ့10ဖွဲ့နဲ့တပ်မတော်ကြားမှာတပ်ပိုင်းဆိုင်ရာပြန်လဲပေါင်းစည်းရေးကို NCA သဘောတူညီချက်ထဲကမူသဘောတူညီထားတဲ့ဟာကိုအကောင့်ထဲပေါ်ဖို့ပြန်လဲစုစည်းကြမယ်ဆိုတော့လမ်းကြောင်းကလမ်းပွင့်လာတယ်လို့ကျွန်တော်ကထင်တယ်ဘာလို့လဲဆိုတော့ဟို
အရင်နှစ်ဒီဇင်ဘာလကကျွန်တော်တို့ MIPS ကထုတ်ထားတဲ့ဒီ Federal နိုင်ငံ9နိုင်ငံထဲကလက်နက်ကင်တပ်ဖွဲ့များဆိုင်ရာဖွဲ့စည်းမှုပုံသဏ္ဍာန်နဲ့ဟိုပါ constitutional mandate and legislative mandates of selected federal countries ဆိုတဲ့စာအုပ်ကိုထုတ်တယ်ပထမ3000ထုတ်တယ်ကုန်သွားတယ်တမတော်ဘက်က1500ပြန်တောင်းတယ်1500ပြန်ထုတ်ပြီးတော့အဲ့ဒါကိုတေချာသူတို့လိမ့်လာတော့အရင်တော့ကသူတို့မစင်စားခဲ့တဲ့ဟာတွေစဉ်းစားလာတာပေါ့နော်အဲ့တော့အိန္ဒိယမှာတောင်အာဖရိကမှာအမေရိကမှာနီပေါမှာဆွစ်ဇာလန်မှာအဲ့ဒါကိုစဉ်းစားပြီးတော့ဒီထက်ကကောင်းနိုးရာလေးတွေသူတို့ဘက်ကစဉ်းစားတဲ့ဟာတွေပေါ်လာတယ်နောက်ပြီးတော့အရင်တော့ကဒီဟိုပါပေါ့ဒီဝတွေဥဆောင်တဲ့အဖွဲ့ခွန်းအဖွဲ့ပေါ့သူတို့ဘက်ကအဆိုပြုထားတဲ့ဟာအချက်တွေရှိတယ်အဲ့ဒီထဲမှာပါလဲဆိုတော့ဒီသူတို့နေနမိတ်ချမယ်တမတော်နဲ့ဟိုဘက်ကလက်နက်ကင်အဖွဲ့အစည်းတွေကြားနေနမိတ်ချပြီးတော့အဲ့ဒီနေနမိတ်ရဲ့ဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းမိုင်30မှာလက်နက်ကြီးမထားရပေါ့ဆိုတော့ဟိုဘက်က proposal ရှိတယ် proposal ရှိတော့အဲ့ဒါဒီဘက်ကလူကြီးတချို့ကမေးတာပေါ့ဗျာကျွန်တော်မေးတော့ဟာခင်ဗျားတို့ကလည်းဗျာဒါလေးပြန်လွယ်လွန်းလို့ okay လို့ခင်ဗျားတို့လက်မှတ်ထိုးလိုက်ပါဟာဘာလို့ထိုးရမလဲတဲ့ခင်ဗျားတို့အရင်တုန်းကလွန်ခဲ့တဲ့1980လောက်တုန်းကခင်ဗျားတို့မော်တာတွေကမိုင်30မကျော်ဘူးဗျာအခုကနေပြည်တော်ကနေပြစ်လိုက်လို့ရှိရင်မိုင်250 300လောက်လွယ်လွယ်လေးနဲ့ခင်ဗျားတို့ပြစ်လို့ရနေပြီပဲ okay လို့ထိုးလိုက်ပါတော့ခင်ဗျားတို့ပြစ်ချင်တပါဆိုလို့ရှိရင်နေပြည်တော်ကနေပြစ်လို့ရနေပြီပဲပေါ့မိုင်30ကိုခင်ဗျားတို့ပြတ်နာရှာနေဘယ်တော့မှငိမ့်ချင်ရမှာမဟုတ်ဘူးဆိုတော့ဟိုပါပေါ့ဒီ technology ကဟိုအရင်တုန်းကဒီတမတော်ရဲ့အတွေးခေါ်တွေနဲ့ဟိုဘက်ကလက်နက်ကင်ဖွဲ့စည်းတွေရဲ့အတွေးခေါ်တွေကပြောင်းလာပြီလေအရင်တုန်းကမော်တာဆိုတာ9မိုင်ပဲပြစ်လို့ရတာဟုတ်မဟုတ်ဘူးလား3မိုင်ပဲပြစ်လို့ရတာဟုတ်အဲ့ဒီခေတ်ကအတွေးခေါ်တွေနဲ့ဒီဘက်ကအတွေးခေါ်တွေကပြောင်းလာတယ်ဆိုတော့ဒီအတွေးခေါ်အပြောင်းလဲတွေကဒီတမတော်ကနိုင်ငံရေးနေပေကနေပဲ sorry ဒီနိုင်ငံရေးကနေပဲချိန်စုပ်မလဲဆိုတဲ့ဟာကျွန်တော်တို့ထင်ထားတဲ့ဟာတဲ့ပို့ပြီးတော့လဲလွယ်ကူစေနိုင်တယ်ပို့ပြီးတော့လဲခက်ခဲစေနိုင်တယ်ဆိုတော့ prediction ကတော့ပေးဖို့တော်ခက်တယ်ဗျဒါပေမဲ့အယူစင်းဆုံးကတော့တက်မတော်ဘက်ကသူတို့လူတိစင်ကြားပြောနေတဲ့လက်နက်ကင်ပြိပက္ခချုပ်ငြိမ်းသွားရင်ဘာလို့သူတို့ကလွတ်တော်ထဲမှာထိုင်နေရမလဲstandard army တိဆောက်မယ်ပေါ့နော်တိဆောက်မယ်နောက်ပြီးတော့အခုကျွန်တော်သိရသလောက်ဆိုရင်တော့ဒီ the principle of ဟိုပါပေါ့in peace time citizen ပေါ့ in war time soldier ပေါ့ငိမ့်ချက်တဲ့ကာလမှာကျွန်တော်တို့အားလုံးဟာအရက်သားတွေပဲဒါပေမဲ့စစ်ဖြစ်ပွားတဲ့အချိန်မှာကျွန်တော်တို့အားလုံးကစစ်သားပဲဆိုတော့ဒီ professional soldier ဆိုတဲ့ theory ကိုသူတို့အနေနဲ့စပြီးတော့ explore လုပ်နေရဆိုတဲ့ဟာတွေကျွန်တော်တို့ကြားနေရတဲ့ဟာတွေရှိတာပေါ့နော်ဆိုတော့အတွေးခေါ်တွေကတဖြည်းဖြည်းနဲ့ပြုပြင်ပြောင်းလဲလာတဲ့ဟာပြောင်းလဲလာတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ရတယ်ဒုတိယချက်ကတရုတ်မြန်မာကိစ္စတော့ကျွန်တော်လည်းexpert မဟုတ်ဘူးလေ Eric Field ကကျွန်တော်နဲ့လည်းတိတ်မဆိုင်ဘူးဒါပေမဲ့ကျွန်တော်သိရသလောက်တော့ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအချိန်တူအတွင်းမှာဒီလောက်ဖြစ်လာတဲ့ကိစ္စကဒီမြစ်ဆုံကိစ္စနဲ့ directly link ဖြစ်နေတာပေါ့နော်မြစ်ဆုံကိုဟိုသမ္မတဦးသိန်းစိန်ခေတုန်းကဘာဟိုမပြောဒီမပြောနဲ့သူတယောက်တည်းဘသူ့မှမတိုင်ပင်မဲနဲ့ဒီဟာကို pressure အရမ်းများတဲ့ခါကျတော့တညာလုံးထိုင်စဉ်းစားပြီးတော့ရက်လိုက်တော့ကွာသူလက်ထဲမှာဆိုပြီးတော့ဒီနေ့အထိပြန်မဆနိုင်တဲ့ခါကျတော့ဒီဟာရဲ့နောက်ဆက်တွဲပြဿနာဒီဟိုပါပေါ့တရုတ်မြန်မာဆက်ဆံရေးမှာဘကပပြီးရင်ဒုတိယအကြိမ်ဒီ between လက်နက်ကိုင်ပြိပက္ခအဆိုအဆုံးအနေအထားရောက်လာတဲ့ကိစ္စဖြစ်တာပေါ့ဒီဟာရဲ့နောက်ဆက်တွဲပြဿနာတရုတ်နဲ့ရေရှည်ဘယ်လိုဆက်ဆံမလဲဆိုတာအဲ့တော့ကျွန်တော်တို့လည်းဒီလက်ရှိအစိုးရနဲ့ရင်းနှီးနှီးထဲဝင်မဆက်ဆံတဲ့အခါကျတော့ကျွန်တော်လည်းပြောဖို့ခက်တယ်နောက်ပြီးတော့ကျွန်တော်တို့လည်းအရင်တုန်းကလို့ဟိုထဲဝင်တော့မဟုတ်ပါဘူး
အရင်တုန်းကလို့ဝင်ထွက်သွားလာလို့ရတဲ့လူမဟုတ်တဲ့အခါကျတော့ပြောရဆိုရတာနည်းနည်းခက်ခဲတယ်ဗျနောက်ပြီးတော့ရှင်းရှင်းပြောရင်ကျွန်တော် feel မဟုတ်ဘူးဗျအဲ့ဒီဘက်ကကိစ္စတွေတော့အဲ့တော့ကျွန်တော်ပြောရဆိုရတာနည်းနည်းခက်ခဲရှိတယ်